right က IT လောကထဲဝင်မယ်ဆိုလို့ရှိရင် software developer တို့ AI engineer တို့ပဲဖြစ်ချင်ကြတယ်ဗျာဒါပေမဲ့တကယ်တမ်းကျတော့လူတွေမသိသေးတဲ့လုပ်ငန်းခွင်မှာလည်းတကယ်လိုအပ်နေတဲ့ underrated level တွေအများကြီးရှိပါသေးတယ်ဆိုတော့ကျွန်တော်ဒီ video မှာတော့ beginner တော်တော်များများတတိမထားမိတဲ့အလုပ်မှာတကယ်လိုအပ်တဲ့ top underrated IT career သုံးခုအကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့ DevOps engineer တွေပေါ့နော်။သူတို့တွေကတော့ဒီ developer ရေးထားတဲ့ code တွေကိုလုံးဝ live သုံးလို့ရအောင် server တွေပေါ်တင်လို့ရအောင် automation လုပ်ပေးရတဲ့လူတွေပေါ့နော်။ဆိုတော့ system တစ်ခုလုံးကိုအမြဲတမ်းပြိုမကျပဲအလုံးလုံးနေအောင်ဆက်ပြီး run နေအောင်လုပ်ပေးရတာတွေက DevOps engineer တွေရဲ့ role ပေါ့နော်။လည်းပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီ developing နဲ့ဒီ operation နှစ်ခုကြားကပေါင်းတရားကြီးတာ DevOps engineer တွေပါအဓိကလိုတဲ့ skill တွေကတော့ဒါ cloud platform တို့နောက်ပြီးတော့ Linux operating system တို့ဒါတွေတည်ထားဖို့လိုအပ်မယ်နောက်ပြီးတော့ CI/CD pipeline တွေ infrastructure automation tools တွေကိုနားလည်ထားဖို့လိုအပ်ပါတယ် DevOps engineer အကြောင်းသိမသိလို့ပြောတာလိုဟာလို့ရှိလို့ရှိရင်ဝင်တာမိပါဘာလို့ underrated ဖြစ်လဲဆိုလို့ရှိရင်တော့ beginner တော်များမသိကြဘူးကွာဒါပေမဲ့တကယ်လုပ်ငန်းခွင်မှာကျတော့အရန် demand များတဲ့ underrated job တစ်ခုပဲကွာနောက်တစ်ခုကတော့ QA နဲ့ tester တွေပါကျွန်တော်တို့software တစ်ခုပဲရေး app တစ်ခုပဲရေးသုံးတဲ့လူတွေစီမရောက်ခင်မှာကျွန်တော်တို့တွေကတေချာပိုင်နိုင် testing လုပ်ထားဖို့လိုအပ်ပါတယ်။နောက် bug တွေ error တွေမတွေ့အောင်လို့ကျွန်တော်ဒီ tester တွေကတေချာစစ်ဆေးကြပါတယ်ပေါ့နော်။ကျူရီတွေကိုတအားသဘောကျတယ်။သူတို့မှာတေးသေးလေးအစားတတိထားပြီးတော့ကြည်တတ်တဲ့စွမ်းရည်ရှိတယ်။နောက်ပြီးတော့ပေါက်တီးပေါက်ရှာ test case တွေကိုတွေးပြီးတော့တော်ဒုက္ခပေးတတ်တယ်ပေါ့နော်။ကျွန်တော်ကျူရီတွေကိုမိုးလို့ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ရဲ့ဒီ test case တွေကတော်တော် reliable ဖြစ်ပါတယ်ဆိုတော့ code တွေကိုလည်းကိုယ်တိုင်စာဆုံးဒါရေးစရာမလိုဘူးဒီ software တွေကိုလည်းတခြားအမှားရှာတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ ID လောကထဲမှာလည်းဒါတကယ်ကောင်းတဲ့ position တစ်ခုမှရှိပါတယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်ကိုယ်တိုင်လုပ်တဲ့အရာပါကျွန်တော်ရဲ့ profession ပေါ့နော်အဲ့ဒါပါလဲဆိုတော့ business analyst နဲ့ product manager ပေါ့နော်လူတွေကကွာစီးပွားရေးတစ်ခုလုပ်ပြီးဆိုတော့စီးပွားရေးလုပ်ငန်းမှာတကယ်အသုံးဝင်တဲ့အထောက်အကူဖြစ်မဲ့ feature တွေကို developer တွေနားလည်အောင်လို့ကို guideline ပေးရတယ်ပေါ့ဗျာ။ဘယ် software ရေးရမလဲဘယ် feature ပို့ပြီးတော့အရေးကြီးလဲဒါတွေကိုကျွန်တော် technical team ကိုစီမံခန့်ခွဲပေးရတယ်ပေါ့နော် technical knowledge လိုအပ်တယ် communication ကောင်းဖို့လိုအပ်တယ် leadership ကောင်းဖို့လိုအပ်တယ်နောက်ပြီးတော့ business related knowledge တွေအများကြီးသိဖို့လိုအပ်ပါတယ်ဆိုတော့ coding ကိုလည်းဒါတိုက်ရိုက်ရေးစရာမလိုဘူးနောက်ပြီးတော့နည်းပညာအကြောင်းအနေနဲ့နားလည်ပြီးတော့လူတွေနဲ့လည်းစကားပြောပြီးဆက်သွယ်ရမယ် technical team နဲ့ဒီ operation ဒါ business customer ဝယ်တဲ့လူသုံးတဲ့လူသူတို့တွေကြားထဲမှာကျွန်တော်တို့ချိတ်ဆက်သွယ်ပြီးတော့အကောင်းဆုံးဖြစ်မဲ့ solution တစ်ခုကို design ဆွဲပေးရတယ် guideline ချပေးရတယ်ပေါ့ဗျာနောက်ပြီးတော့လည်းဒါ IT လောကမှာအရန်ယာတူးမြင့်တဲ့ position တစ်ခုဖြစ်တဲ့ product manager role ထိပါကျွန်တော်တို့ဒီ BA ကနေပြီးတော့သွားရတဲ့ career လမ်းကြောင်းတွေရှိတယ်ဗျာဆိုတော့အဓိကပြောချင်တာကတော့မြင်တဲ့အတိုင်းပဲ IT လောကကကုတ်ကြီးပဲရှိရတာမဟုတ်ပါဘူးဒါကြောင့်မလို့ကိုယ့်ဝါသနာနဲ့ကိုယ့်အရေးချင်းနဲ့ကိုက်ညီတဲ့ role တစ်ခုကိုဒီနယ်ပယ်မှာရှာလို့ရပါတယ်ဒါပေမဲ့လည်းဘာပဲပြောပယ်လန်းကြောင်းပဲရှောက် IT အခြေခံကတော့ပိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ကျွန်တော် website တွေရေးပြီးတော့ဖြစ်စေ program တွေရေးပြီးတော့ဖြစ်စေ IT အခြေခံကိုစနစ်တကျတစ်ဆင့်ချင်းlogic ကြတွေးတော့ဆုံးဖြတ်တတ်အောင်လေ့ကျင့်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စာသင်တော့ကိုမှာ website development နဲ့ Python programming language သင်တန်းတွေရှိပါတယ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ